နဲ့တယောက်စကားလေးပြောတော့မှရှိသေးတယ်လမ်းကြောင်းလေးကြောင်းတာရှိသေးတယ်ဆက်လက်တော့တာမကြိုက်ဘူးနော်ရက်တော့တာမကြိုက်ဘူးဆိုတော့ကွန်ဆာကလည်းမကြိုက်ဘူးနော်တတိထားနော်ဆက်လက်တော့ကွန်ဆာရင်တော့စကားလာမပြောနဲ့အဲ့သူတို့နဲ့မကြိုက်ကသေးဘူးနော်အဲ့အပြစ်မှုက၄မှုတဲ့နံပါတ်1မှုကညတော့အုတ်ထုတ်မဆောင်လို့တဲ့အုတ်ထုတ်မဆောင်လို့နောက်တစ်မှုကကျတော့ဘေးချင်းရှင်ပြီးတဲ့ခါကျတော့မောင်းလို့ပတ်တိုင်မှုဖြစ်တာအဲ့ဒါတမှုတဲ့စုစုပေါင်း2မှုတဲအိုအနာလဲသမင်းအိုမတင်နဲ့ခဲအိုအနာလဲအပြင်းကြောမဖြေနဲ့ကြားဘူးမယ်တဲအိုအနာသမင်းအိုတဲတော့မိဟ၍လောင်မြိုက်တတ်သည်ခဲအိုအနာအပြင်းကြောဖြေတော့နီးဆက်၍မောင်မိုက်တတ်သည်ဟယ်လိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့လဲထုံးစံအတိုင်းပေါက်ပေါက်ရှာရှာရည်ရွယ်ဗီဒီယိုလေးတွေရွေးရှင်လုပ်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူအပြင်းပြေလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ဒါကတော့ပိတ်ရက်နဲ့ပတ်သက်တဲ့ဗီဒီယိုလေးပါပိတ်ရက်မှာဆိုရင်အချိန်တွေဘယ်လောက်ထိကုန်တာမြန်လဲဆိုတာကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင်ဖုန်းလေးကြည့်လို့ရှိသေးနော်မိုးလင်းသွားပြီချက်ချင်းကိုညနေရောက်သွားပြီနော်ပိတ်ရက်နဲ့ဂျာရက်ကအချိန်နဲ့အဲ့လိုကွာပါတယ်နော်အဲ့လိုဒီဗီဒီယိုလေးကတော့အိမ်အောင်မပြည့်ဝသေးတဲ့ဘရိုတို့အတွက်အိမ်အောင်ရှင်အကိုကြီးတယောက်မှသူ့ရဲ့ကိုရွေးဖြစ်ရက်မှန်တွေကိုကဲညီလေးတွေအတွက်မျှဝေပေးထားတာလေးကိုအတူတူလိုက်နားထောင်ကြည့်အောင်မင်းတို့ကိုရွေးကြုံမှသိလိမ့်မယ်နော်တဲ့ကဲမိန်းကလေးတွေကလည်းနော်သူတို့နဲ့ဖြစ်ရည်သားမထားနဲ့ဟုတ်တယောက်နဲ့တယောက်စကားလေးပြောတော့မှရှိသေးတယ်လမ်းကြောင်းလေးကြောင်းတာရှိသေးတယ်ဆက်လက်တော့တာမကြိုက်ဘူးနော်ရက်တော့တာမကြိုက်ဘူးဆိုတော့ကွန်ဆာကလည်းမကြိုက်ဘူးနော်တတိထားနော်ဆက်လက်တော့ကွန်ဆာရင်တော့စကားလာမပြောနဲ့အဲ့သူတို့နဲ့မကြိုက်ကသေးဘူးနော်အဲ့လိုအချိန်တွေကလိုလိုက်နော်လိုလိုက်အေးနောက်အိမ်အောင်ကြဝိုင်းအဲ့တဲ့ဆိုမှတလားဆက်လက်လည်းမတော့ဘူးကွန်လည်းမတော့ဘူးရဲလည်းမတော့တော့ဘူးပတ်စံတော်မှသူ့ရှိကခိုးဖွက်ပြီးသုံးရတဲ့ဘောကရောက်လိုက်မယ်သဘောပေါက်လားရီးစားဘောကလည်းခက်တင်တင်နေတာခက်တင်တင်မလို့သူတောင်းလို့သူတောက်တယ်ကွာဒါပြည့်လေမကြိုက်ရင်သူဒိုးလိုက်နောက်တစ်ယောက်လာလိုက်မယ်အဲ့ဒါပဲအဓိကရီးစားဘောမှာသွားလို့မလိုက်နဲ့ဟုတ်တယ်အိမ်အောင်ကြသွားတဲ့အဆင်းရောက်သွားမှလေတလေးလည်းမတော့ဘူးကိုလည်းမစားတကယ်ကြီးမောင်းရခေါ်ရင်တော့အပြင်ဘက်ကိုလေခိုးပြီးတော့ထွက်ကြတယ်ပတ်စံဆိုလည်းသုံးဖို့တော့ခိုးရတဲ့ဘောကရောက်တယ်ဗျမှတ်ထားနော်အဲ့ဒါကိုတို့ကြုံလိုက်မယ်နော်ကိုတို့ကြုံမှယုံမှထင်ရင်လှုပ်ကြည့်လိုက်မင်းတို့လှုပ်ကြည့်လိုက်စလိတ်တော့ကွန်ဆာတဲ့မင်းတို့ကောင်တွေတေချာမှတ်ထားနော်ဒါအိမ်အောင်တဲ့အကိုကြီးတယောက်ကသူ့ရဲ့ကိုရွေးတွေကိုဒါမျှဝေထားတာနော်မင်းတို့ကောင်တွေတတိထားမင်းတို့ကောင်တွေတချို့တွေကြံသေးတယ်မယူခင်တော့အဲ့လိုပဲအာချောင်ပြီးတော့ချီမွေးမီးမလောင်လက်မွေးမီးမလောင်နဲ့ထားပါတယ်ထမင်းချက်ဆိုလဲကိုချက်ပါမယ်ဟင်းချက်ဆိုလဲကိုချက်ပါမယ်အဝိလျှော်ဆိုလဲကိုလျှော်ပါမယ်ဆိုတဲ့ကောင်တွေရှိတယ်ရလဲပြီးရောနောင်တတွေရတာမှငါအာချောင်မိလိုက်လေချင်းဆိုပြီးတော့မိမိနဲ့ကိုကိုနဲ့တိုင်ပတ်တဲ့ချစ်စရာကလေးမလေးအတူတူလိုက်ကြည့်အောင်ဒီကောင်းမှုအထူးရှိပါစေမိမိကိုကောင်းအောင်ရှိအန်တီမီမဟုတ်ဘူးအန်တီမီကလူနာမည်ဒါမိမိဆိုတာကကိုလို့ပြောတာအတီပြောတာဟောအတီပြောကိုမိမိဆိုတာကသူကမိမိလို့ပြောလို့ရှိရင်ကိုပြောတာနော်မိမိမမေဘယ်လိုရှင်းပြရမလဲတော့မသိဘူးဟောအဲ့လိုမဟုတ်ဘူးမိမိကိုဆိုတာကိုကောင်းနေလို့ပြောတာမမီနဲ့ကိုနဲ့လားဟောမိမိနဲ့ကိုနဲ့လည်းမဟုတ်မိမိကိုဆိုတာသမီးအဲ့ဒါစကားကျောင်းနဲ့မဟုတ်ဘူးဒါမိမိဆိုတာဒီလိုမျိုးပြောရလေဒါမိမိကိုကောင်းထင်းလို့ဆိုတာသမီးကိုတော့သိတယ်မလား you got me အဲ့ဟာပြောတာမိမိဆိုတာမီလို့ပြောတာနော်ဟုတ်တယ်ဟုတ်နားလေပါပြီတကယ်ညာပြောရတယ်ဟာညာမပြောပါဘူးမိမိရဲ့ဒီအရွယ်အရန်ကိုစကားတက်တဲ့အရွယ်ဒီအရွယ်အရန်ကိုချစ်စရာကောင်းပြီးတော့အရန်ကိုဆက်စုတဲ့အရွယ်တွေပေါ့နော်ဟိုဟာလည်းတည်ခြင်းဒီဟာလည်းတည်ခြင်းဟိုဆက်ဒီဆက်နဲ့တခုမကြံအကုန်ပြန်ပြီးတော့မေးတဲ့အရွယ်တကယ်ကိုချစ်စရာလေးနော်အေးညီလေးတော့မရလားအခုသုံးမရတော့အားတယ်ဟိုကဂိမ်းလေးခဏစောင့်နေခဏစောင့်ပေးပါလားမင်းကြားပါလားဂိမ်းစောင့်တော့စောင့်အေးမကြောက်လို့လို့ပွဲကောင်းနေလေနဲ့ဒီ A few moments later ရောက်မင်းကြာလိုက်တာကွာမပြီးသေးဘူးလားအေးလေအားနာစရာငါလေးပါကိုကြီးอ่ะပြီးတော့မှာပါမင်းစောင့်နေလဲကြားလိုက်နေတော့မင်းဘာခိစောင့်မယ်ဘာကိန်းတော့မိုဘိုင်းစီးရက်လေဗျာကိုကြီးဩမိုဘိုင်းလီးချက်မင်းဘာကိန်းတော့မိုဘိုင်းလီးချက်
ကျွန်တော်ကချောင်းပရိုလေးကိုချောင်းကိုင်းတာ ချောင်း ပေါ့ ပရို အော်မင်းချောင်းမင်းချောင်းကိုင်းတာလား ဟုတ်တယ်လေကိုချောင်းပရိုလေး အမင်းဆက်ဆော့လိုက်တော့နော်မင်းသုံးမင်းနဲ့ငါစီးပြအကြောင်းဘာမှမရှိ ဟာ ဘူးမစီးတော့ဘူးရောက်ချောင်း ဟာကိုမျိုးလေ စီးတော့ဘူးကွာရောက် မဖြစ်လို့လေဗျာ ဟာမင်းတော်သားတွေဆော့တယ်မိုဘိုင်းလိကျန်ဂိမ်းထဲမှာမင်းချောင်းကိုင်းနေဆိုမင်းပို့ဆိုးသွားတာဆန်ဖြစ်သွားပြီအဲ့တော့မစီးနိုင်ဘူးရောက်မင်းကပြောပြမယ်မိုဘိုင်းလိကျန်မှာထားမိုဘိုင်းလိကျန်ထဲမှာနော်ဒီချောင်းဆိုတဲ့ဟာကိုကိုင်းနေကောင်နေတာဆန်ကြီးဘဲကောင်နေအောင်သိလားနခိုးကြီးတို့မင်းစင်ငိုင်တို့နော်ရွှေမီသားတို့လိုင်းသားတို့ကောင်နေကိုင်းနေကောင်နေအဲ့ဒါကိုင်းနေမင်းတောက်ထင်းကိုမကြည့်ရရောက်မစီးဘူးရောက် နထိုးကြီးတို့စင့်ကင်တို့ရွှေပြည်သားတို့လှိုင်သားရသားတွေကိုဒါဖဲ့တာပဲเนาะဒီဘက်ဒါတက်ဖဲ့တာပဲချောင်းကင်တဲ့ကောင်တွေကဘာဆိုလားပဲเนาะချောင်းကင်တဲ့ကောင်တွေမင်းတို့ကိုယ့်ကိုယ်တော့တိတော့ကွာချောင်းကင်နေတယ်ဆိုရင်ပေါ့ငါပြောရမဟုတ်ဘူးเนาะမင်းတို့ဒါဒီဘဲကြီးပြောတာเนาะငါပြောရမဟုတ်ဘူးမင်းတို့ရင်သိမ်းရဲမိန်နဲ့ညာတော့အခါတဲ့ရင်သိမ်းရဲမိန်နဲ့ညာတဲ့အခါဘာတွေဖြစ်လဲဆိုတာကဲကျွန်တော်တို့အတူတူလိုက်ကြည့်အောင် ရင်ထင်းရဲ့အမျိုးသမီးတစ်ယောက်နဲ့အဲ့မှာကောင်လေးတစ်ယောက်နဲ့အိမ်ကမိဘတွေသဘောတူလို့အဲ့မှာညာကြရောညာပြီးဒီကမင်္ဂလာဆောင်ပြီးတဲ့ခါကျညကြတော့ထုံးစံတိုင်းပေါ့ကွယ်နော်ကောင်လေးကဒီမော်တော်ဘီကယ်ကောင်မလေးကိုအာဝါဟဝိဝါဟအာဟာဝဝိဟာ မူစကူဒူးတာပေါ့ထုံးစံတိုင်းမင်္ဂလာညဆိုတော့အဲ့ဒါမူစကူဒူးပြီးမနေ့ကလင်းလာတော့နော်ကောင်မလေးအိယာထထားခြင်းမျက်စောင်းထိုးပြီးတဲ့ခါကျသိရမလားရှင်မနေ့ကတော့အဲ့ပြစ်မှုတွေကျူးလွန်ထားတာ၄မှုရှိတယ်တဲ့အဲ့ဒါတဲ့အခုတဲ့ရင်းနှီးရုံးကိုလိုက်ခဲ့လိုက်တဲ့ခဏနေလို့ရှိရင်လည်းအဲ့ဒါတဲ့ဒဏ်ကြီးတွေဆောင်ရမှာဆိုတာနဲ့ လင်မယားချင်းလည်းအဲ့လိုပဲဒဏ်ကြီးဆောင်ရတာပဲလားဟမ် ကောင်းကြီးကတော့ဘာလဲပေါ့နော်သူမိမငါမနှညပါမလုပ်ရပါဘူးပေါ့နော်အဲ့ဒါကသူခေါ်တော့လည်းသွားကြသေးတာပေါ့နော်ရင်သိမ်းရုံးဆိုတာလည်းရင်သိမ်းရုံးလိုက်သွားပြီကောင်မလေးကချလန်ဖြတ်ပြီးတာအဲ့ဒါအပြစ်မှုက၄မှုတဲ့နံပါတ်1မှုကညတော့အုတ်ထုတ်မဆောင်လို့တဲ့နောက်တစ်မှုကကျတော့ဘေးချင်းရှင်ပြီးတဲ့ခါကျတော့မောင်းလို့တဲ့ ပတ်တိုင်မှုဖြစ်တာပါ အဲ့ဒါတမှုတဲ့စုစုပေါင်း2မှုနော်နောက်ထပ်3မှုမြောက်ကကျတော့အဲ့ဒါ high speed နဲ့ပေါ့နော်အဲ့ဒါမူစကူတူတော့အမြန်အော်ကုတ်လို့တဲ့အဲ့ဒါတမှုတဲ့တစ်ခုကကျတော့နော်အဲ့ဒါမီနီဖြဲလို့တဲ့ तू ကနော်မီနီလည်းဖြတ်မောင်းတာဟိုဆင်းနေတဲ့ဟာအဲ့အတင်းမူစကူတူလို့အဲ့မီနီဖြတ်သွားတာစုစုပေါင်းမှာ၄မှုတမှုကို3000နဲ့တဲ့၄မှုဆို3သိန်း3000နဲ့ရုံးမှုတဲ့အဒန်းကြီးဆောင်ပါမှာအော်မော်တော်ဘီကယ်နဲ့ညာတော့မော်တော်ဘီကယ်ဗီဇာတွေမပြောက်ဘူးဟာတာလေးပေါ့ကွယ်ရှင်သိန်းရဲမင်းနဲ့ယူရမှာတော့နည်းနည်းခက်လန့်လန့်ပဲเนาะသူတို့ရဲ့စီမင်းစီကန်းကိုလိုက်နာတဲ့ပုံကြီးကတော်တော်ကိုတင်းကျပ်တယ်เนาะအိမ်မှာလည်းမချန်ဘူးเนาะစီမင်းစီကန်းတွေကဘာလဲဆိုချလန်ဖြတ်မယ်ဆိုတာကြီးပဲဘဲနဲ့ကျူနာအဲ့ရဘာကြီးလဲအဲ့ရဘာကြီးလဲဘဲနဲ့ဘွီစီပြောတဲ့အခါမှာအဲ့ရဘာကြီးလဲ something or something ပဲเนาะခလေးတွေတော်ဆိုးနေပြီအသက်မပြေသေးတဲ့ခလေးတွေတော်ဆိုးထားရီလာရောင်ကြီးနှစ်ယောက်လုံးကတော့ရှာတိုင်းတွေတော်တော်ကျွမ်းတဲ့ပုံပဲเนาะနှစ်ယောက်လုံးကရှာတွေထုတ်ပြနေတာခလေးတွေเนาะအဲ့ဒါကြောင့်မို့ပြောတာအသက်မပြည့်သေးတဲ့ခလေးတွေကိုဖုံးပေးမကင်ပါနဲ့လို့အခုတော့ကြည်အောင်ဖြစ်ချင်တိုင်းတွေဖြစ်စိုးချင်တိုင်းတွေစိုးကုန်ပြီအဲ့ဒါရှေးလူကြီးတွေရဲ့ဆိုရိုးစကားတွေဗျာကျွန်တော်တို့တော်တော်များများကြားဘူးမယ်ထင်ပါတယ်ဒါပေမဲ့အဲ့ဒီဆိုရိုးစကားတွေရဲ့အဓိပ္ပာယ်အတွင်းကြခရည်သီးတွင်းကြအနက်အဓိပ္ပာယ်ကိုတချို့တွေတော့သိတယ်ဗျာတချို့တွေတော့မသိဘူးမသိတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်တို့သေချာလေးလိုက်နားထောင်ကြည့်အောင်ဘုဒ္ဓတအနေနဲ့ပေါ့တဲအိုအနာလဲသမင်းအိုမတင်နှင့်ခဲအိုအနာလဲအပြင်းကြောမဖြေနှင့်ကြားဘူးမယ်တဲအိုအနာသမင်းအိုတဲတော့မိဟ၍လောင်မြိုက်တတ်သည်ခဲအိုအနာအပြင်းကြောဖြေတော့နီးဆက်၍မောင်မိုက်တတ်သည်အိုးအထက်ကိုလည်းမလန်းနှင့်အပြက်ကိုလည်းမမှတ်နှင့်အထက်ကိုလှမ်းကခက်ခဲကြောင့်ပန်းရတတ်သည်အပြက်ကိုမှန်းကအဆက်ကွဲ၍နွမ်းရတတ်သည်လိမ်မော်သည်လည်းစိတ်မစားနှင့်အချိန်မတော်ကြီးလည်းရှိမသွားနှင့်လိမ်မော်သည်စိမ့်စားကရှင်ဖန်၍ခါတတ်သည်ဟုတ်တာပဲအချိန်မတော်ကြီးရှိန်သွားက
ရေငံ၍မာတတ်သည်ခရီးမော၍လည်းမျက်ပုံမလူနှင့်သမီးလျှော၍လည်းတမတ်ကုန်မကူနှင့်ခရီးမော၍မျက်ပုံလူကမျက်မွေးစု၍ရတတ်သည်သမီးလျှော၍တမတ်ကုန်ကူကတမတ်၍ထူး၍ဖာတတ်သည်ဖာဆိုတာဒီနေရာမှာပြင်မမောပန်းနာကိုပြောတာတဲ့မျက်စိမြင်လို့လဲငရဲမိမခတ်နဲ့လက်ရှိလင်ကိုလဲတရေကြီးမမှတ်နဲ့မျက်စိမြင်လို့ငရဲမိခတ်ကမျက်လုံးအိမ်သာထွက်တတ်သည်လက်ရှိလင်ကိုတရေကြီးမှတ်ကတသက်လုံးအိမ်သာရက်တတ်သည်အလိုကြီး၍လဲငွေရှာမလောနှင့်အကိုကြီးအရွယ်မှုလဲမိကညာမယောနှင့်အလိုကြီး၍ဝေရှာလောကဒုက္ခရတတ်ဝေများတတ်သည်အကိုကြီးအရွယ်မှုမိကညာယောဂမုရှာအရှက်ထွေပြားတတ်သည်ကျေးဇူးတင်ပါတယ်ဗျာအခုလိုမျှဝေပေးတဲ့အတွက်တကယ်ကိုလုံးဝအနက်ဒိဗ္ဗေကိုရှီလွန်းတဲ့ရှေးလူကြီးတွေရဲ့ဆိုရိုးစကားတွေနော်တကယ်ကိုမှတ်သားလောက်ပါတယ်တကယ်လို့များအခုဗီဒီယိုထဲမှာမပါသေးတဲ့ကြံခဲ့တဲ့ရှေးဆိုရိုးစကားတွေများရှိခဲ့မယ်ဆိုရင်ကြားဘူးနားဝလေးတွေတစ်ချက်လောက် comment မှာမှတ်ခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်အော်ဒါနဲ့လေဒီဗီဒီယိုထဲမှာပါတဲ့လူတွေကိုကျွန်တော်ဗလိန်းတာမျိုးအားနည်းချက်ကိုပုတ်ခတ်တာမျိုးစော်ကားတာမျိုးလုံးဝမဟုတ်ပါဘူးပျော်စေခြင်းတက်တက်ရည်စရာအနေနဲ့ reaction လုပ်တာပဲဖြစ်ပါတယ်အခြားရွေချက်မရှိပါဘူးနောက်ပြီးဗီဒီယိုပိုင်ရှင်တွေအားလုံးကိုလည်းဒီနေရာကနေ credit ပေးပါတယ်ဒီနေရာကနေခွင့်တောင်းပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်နေ့မှရည်စရာဗီဒီယိုလေးတွေနဲ့ပြန်လာခဲ့ပါမယ်